မိနာမေဒေါ်လာလာတင်မှာကလေးကတော့မောင်ပြေဆုံးမျိုးတန်ပေါ့နော်။အရင်ကျောင်းမှာတက်တဲ့မောင်ပြေဆုံးမျိုးတန်ပေါ့ဟာ။အခုဝန်ဆောင်မှုယူဖြစ်ခဲ့တဲ့ပုံလေးကတော့ဟိုပါပေါ့နော်။ကျောင်းသားအပ်တဲ့ချိန်မှာကလေးကျောင်းသားတွေဒီနေ့တိုင်းတက်တဲ့ကလေးပြည့်သွားတဲ့အခါကျတော့ဒီ season လေးရှိရပေါ့နော်။ဒီ season လေးကိုယူကြည့်ပါတဲ့ဆိုပြီးတော့အဲ့နဲ့ကိုလည်းယူလိုက်မယ်ဆိုပြီးတော့အဲ့နဲ့အဲ့ season လေးယူပြလိုက်တာပါအဲ့ season လေး။မေနားလဲတာကတော့ဆရာမတွေကကိုတင်နန်းပေးပေါ့နော်။ကိုကအိမ်မှာကလေးကိုပြန်ကျင့်ပေးပြီးရင်ဆရာမတွေကဟိုတင်နန်းပေးတဲ့ဟာလေးတွေကလေးကိုလေ့ကျင့်ဖို့လေးတွေပြီးတော့ကလေးကိုသင်ပြပေးမယ့်ဟာလေးတွေပေါ့နော်။အဲ့ဒါလေးတွေကိုအိမ်မှာကြံကျင့်ပေးတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့ဟုတ်အပြီမယူခင်မှာတော့ကလေးကိုဘာတင်ရလို့တင်ရမှန်းလဲကိုကတိတ်မသိဘူးပေါ့နော်ဟောကလေးကိုကျောင်းနဲ့လည်းကလေးကဝေးနေရပေါ့နော်အဲ့ခါကျတော့ဒီအခက်ခဲကတော့ရှိတယ်ကလေးကိုတင်ပြမှုတွေမှာရောပဲဟိုဘာတင်လို့တင်ရမှန်းမသိဘူးငါကလေးလေးကိုကျောင်းတက်စီခြင်းတယ်ပေါ့နော်အဲ့တော့အိမ်မှာဆိုရင်သူလိုက်စားလိုက်အိတ်လိုက်ပဲသူစော့လိုက်ပေါ့ရုပ်ကလေးတွေနဲ့ပေါ့နော်အဲ့လိုပဲဒါလေးကိုယူလိုက်တဲ့ခါကျတော့ကျမတွေတင်ပေးတာလေးတွေကိုပြန်ပြီးအိမ်မှာလုပ်ပေးဖြစ်တယ်ပေါ့နော်သူပြန်တင်ပေးဖြစ်တယ်ပေါ့တိုးတက်တယ်အများကြီးတိုးတက်တယ်အရင်တော့ဆိုရင်ကလေးစားလိုက်အိတ်လိုက်နေတာတွေကနေပြီးတော့သူ့အချိန်လေးတွေနဲ့ကိုဒီမှာပြန်တင်ပေးဖြစ်တယ်ပေါ့နော်ဆရာမတွေတင်ခိုင်းနေတာလေးတွေအရင်ကဆိုလို့ရှိရင် FE မတက်ခင်ကဆိုလို့ရှိရင်ကလေးကဒီတိုင်းပဲနေနေတဲ့အချိန်တွေကိုကိုကဒီမှာတင်ကြားမှုလေးတွေနဲ့ဟိုဖြစ်လာရတာပေါ့နော်အိမ်မှာသူ့ရဲ့တကွေးတန်ရှင်းမှုသူ့ရဲ့လှုပ်ဆောင်မှုလေးတွေအများကြီးတိုးတက်လာတာပေါ့ဟောအိမ်မှာအယောင်ချဲတာမျိုးပေါ့နော်ပြီးတော့ရောင်ချဲတာမျိုးခုဆိုရင်ဝါလုံးတွေပါလေသူ့ကိုစတင်ပေးနေပြီပြီးရင်ပတ်စံလေးတွေပေါ့သူသိအောင်လို့ပတ်စံလေးတွေ100တန်း200တန်းအဲ့လိုမျိုး900တန်း1000တန်းလေးတွေအဲ့လိုမျိုးလေးတွေသူ့ကိုတင်တယ်မုတ်တစ်ခုဝယ်မယ်ဆိုရင်ပတ်စံနဲ့ဝယ်ရတာဆိုတာမျိုးလေးတွေပေါ့နော်ဒါလည်းကိုပိုင်ကိုဆိုလို့ရှိရင်မိမိအနေနဲ့ပြောမယ်ဆိုမတင်တတ်သေးဘူးဆရာမတွေဒါကိုတင်တဲ့တဆင့်ပို့ချပြီးတော့မှကိုကဒါလေးတွေတင်လို့ရနေပြီဆိုပြီးတော့ခါကြတော့ကိုကတင်တက်သွားတာပေါ့ကလေးကိုပုံစံလေးတွေတော့နော်ဘယ်လိုပြောမလဲဆိုတော့မမေကမလုပ်တတ်တာတွေအိမ်မှာဘာတင်လို့တင်ရမှမသိတဲ့ဟာမျိုးလေးတွေကိုဆရာမတွေကအိမ်မှာဒီနေ့ဒီတစ်ပတ်တော့ဒါလေးကျင့်ပေးပါဒီတစ်ပတ်တော့ဒါလေးစူးစမ်းကြည့်မယ်ဒီတစ်ပတ်တော့ဒါလေးလုပ်မယ်ဆိုအများကြီးလုပ်ပေးဖြစ်ပါတယ်အိမ်မှာလေစစရရပေါ့ကလေးဆရာမနဲ့တိုင်ပင်ဆွေးနွေးဖုန်းတွေဘာတွေနဲ့တိုင်ပင်ဆွေးနွေးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဟုတ်ပြောမှဆိုတော့ကလေးတနစ်တာကိုသူ့ရဲ့ဒီနေ့အယောင်ချဲမဲဆိုအယောင်ချဲမဲပြီးလို့ရှိရင်သူမျက်နှာတစ်ဖို့ဘာအဲ့လိုမျိုးလေးဆရာမတွေအသေးစိတ်ကလေးတွေအစားပေါ့နော်ကိုဦးမကွာအိမ်မကွာလေးပေါ့တိုက်တာတော့ဘာပို့ပြီးအဆင်ပြေလဲဆိုတော့သူလေးနဲ့အိမ်မှာစီးပွားရေးလေးလုပ်လို့ရတယ်ပေါ့ဆရာမနဲ့ဖုန်းလေးနဲ့ချိန်လိုက်တစ်ပတ်တစ်ခါဆရာမနဲ့သွားပြီးတော့တင်တန်းလေးသွားယူလိုက်ပေါ့အဲ့လိုမျိုးလေးတွေပေါ့နော်အဲ့တော့ခါကျတော့သူ့ကိုထင်းရင်သူ့ကိုတင်ပြရင်းနဲ့စီးပွားရေးလေးလည်းလုပ်လို့ရတယ်ပေါ့အဲ့အတွက်အများကြီးအဆင်ပြေပါတယ်သူ့ကိုတင်တာလေးတွေလည်းဆရာမတွေရဲ့ညွှန်ကြားချက်ဆရာမတွေတင်ပြတာလေးနဲ့ပေါ့နော်သူ့ကိုတင်တာလေးတွေမှာအသေးစိတ်ကလေးတွေတိုးတက်လာတာပေါ့အိမ်မှာအရင်တော့ဆိုဒီ season မယူခင်မှာတော့ဆိုလို့ရှိရင်သူလည်းဆော့ကိုလည်းအလုပ်လုပ်သူလည်းဆော့အခုကျတော့ကကြကိုအလုပ်လုပ်လိုက်သူ့ကိုတင်တန်းလေးတစ်ခုခုပြန်တင်လိုက်ဥပမာကိုအားတဲ့အချိန်လေးမှာသူ့ကိုဝါလုံးလေးပြန်ရေးခိုင်းတာမျိုးတို့အယောင်ချဲပေးတာမျိုးတို့ပေါ့ပြီးလို့ရှိရင်စကားတွေလည်းအများကြီးတင်ဖြစ်တယ်အရင်တော့ကတော့သူလည်းသူနေចောင်းတက်မှသာចောင်းပို့လိုက်မယ်ပေါ့အဲ့လိုမျိုးလေးပေါ့အခုကျတော့ခါကျတော့ចောင်းမတက်လဲငါတင်လို့ရတယ်ဆရာမတွေငါ့ကိုတင်ပေးထားတာလေးကိုငါတစင့်ဒီကလေးကိုပြန်တင်လို့ရတယ်ဆိုတဲ့ဟာလေးနဲ့ပေါ့နော်စကားတွေလည်းအများကြီးတင်ဖြစ်တယ်သူ့အဲ့လိုမျိုးပေါ့အစစရရမှာတကွေးတန်ရှင်းမှုဆိုလို့ရှင်လဲသူတခုခုကိုသူလှုပ်ချင်တာကိုဆိုလှုပ်လိုက်ပြီဆိုတာမျိုးကိုလဲဒါအဲ့ဒါမလှုပ်ရဘူးအဲ့လိုမဟုတ်ဘူးဆိုတာမျိုးလေးကိုကိုကပြန်ပြီးဆရာမနဲ့လဲပြန်ပြီးတော့တိုင်ပင်နေဆရာမရေဘလိုလေးတော့ရှိတယ်အဲ့လိုမျိုးလေးလည်းပြန်ပြောဆရာမရှိရလဲကြံညံတောင်းတယ်ပြီးလို့ရှင်လဲအများကြီးလဲတိုးတက်လာတယ်ငါတင်လို့ရတာပဲဆရာမနဲ့သူဓာတ်ရိုက်မတွေ့လဲငါတဆင့်တင်လို့ရတာပဲဆိုတဲ့ဟာလေးနဲ့တခုမို့တခုဆန်းဆန်းပြီးတင်တာပေါ့နော်အဲ့လိုမျိုးစကားပြောတာအစသူရေချိုးဖို့ဘာဖို့ကအစသွားတိုက်ဖို့အဲ့လိုမျိုးလေးတွေကိုငါပြန်တင်လို့ရတယ်ဆိုပြီးတော့အဲ့လိုမျိုးတော့အများကြီးစင်ပြေကျမတွေရှိရလဲအကြံဉာဏ်တွေရနေတဲ့ခါကျတော့ဟုတ်ကျမတွေကိုလည်းကျေးဇူးတင်တယ်အရင်ကျောင်းကိုလည်းကျေးဇူးတင်တယ်အဲ့ဆို
ကိုကအချိန်နေငါသားလေးဘာမှမလုပ်တတ်တော့ဘူးကျောင်းကလည်းမတက်ရဘူးဆိုပြီးတော့အဲ့လိုမျိုးကြီးလက်လျှော့ရမယ့်အချိန်မှာဒီအစီအစဉ်လေးရှိလာတဲ့ခါကျတော့ကောင်းသွားတာပေါ့နော်ငါလည်းသင်လို့ရတယ်ဆရာမမဟုတ်ဘူးဆရာမရှိကိုဆရာမရှိလည်းနှစ်ပတ်တစ်ချိန်ပေါ့နော်ဒါနဲ့အတူတူသွားပြီးတော့အခန်းထဲမှာသားရဲ့တိုးတက်တာလေးတွေမေးတယ်ဘာလေးစတင်မယ်အဲ့လိုမျိုးလေးတွေပေါ့နော်သားကိုနှစ်ပတ်တစ်ခါလဲခေါ်သွားတယ်ဆရာမနဲ့လည်းအမြဲတမ်းဖုန်းပြောဖြစ်တယ်ကိုလည်းသင်တန်းတယောက်တည်းသွားတက်ဖြစ်တယ်ပေါ့နော်မေကတော့ဖြစ်ဆက်ပြီးပြောချင်တာကျေးဇူးတင်တယ်ပေါ့ကိုဒီလိုမျိုးလေလုပ်ပေးတာနော်အချင်းချောင်းဆရာမတွေကိုပေါ့ကျေးဇူးတင်တယ်အလားတူအချိန်နေမကုံတော့ဘူးပေါ့ကိုဟာကိုဒီအစီအစဉ်မရှိလို့ရှိရင်ကိုဟာကိုနဲ့ငါသားလေးအကြောင်းလည်းမသွားရပါလားငါဘလို့တင်လို့တင်ရမလဲကိုကနီးလည်းမသိဘူးလေနော်အဲ့လိုမျိုးခါကြတော့အခုကြတော့သူကြောင်းလေးလည်းနှစ်ပတ်တစ်ခါသွားတယ်ဒီဆရာမကလည်းကိုတင်နှန်းပို့ချလေးကိုသူ့ကိုပြန်တင်ပေးတယ်သူလည်းအများကြီးတိုးတက်လာပါတယ်သူလည်းအများကြီးတိုးတက်လာတယ်လို့စကားတွေလည်းပိုပြောလာတယ်